妈妈做的菜你喜欢吗？我还喜欢，那就你好好吃，好的。睡完洗喝牛奶睡觉吧，宝贝。在学校好好学习。好的，我走了。现在我们去哪里？我们去香肠。我喜欢去香肠。是吗？你开心吗，孩子？我很开心，妈妈。这个娃娃很可爱。这件衣服很漂亮。宝贝，你会游泳吗？我不会游泳。我们要回家了吗？我们要回家。妈妈做的菜你喜欢吗？ကဲဒီမှာဆိုရင်妈妈做的菜ဆိုတာအမေချက်တဲ့ဟင်း菜ဆိုတာဟင်းကိုပြောတာပေါ့နော်妈妈ဆိုတာအမေအဲ့တော့妈妈做的菜ဆိုတော့အမေချက်တဲ့ဟင်း你喜欢吗ဆိုတာနင်ကြိုက်လား喜欢ဆိုတာကြိုက်တာကိုပြောတာပါနော်အသေးစိတ်သင်ခန်းစာလေးကို YouTube channel မှာတင်ပေးထားတယ်เนาะပြန်သွားကြည့်လို့လည်းရပါတယ် channel လေးကိုလည်းတခါတည်းဒီမှာ link ပေးထားပါတယ်เนาะဒီ link အပြိုင်လေးကိုနှိပ်လိုက်တာနဲ့သွားပြီးတော့ YouTube မှာဝင်ကြည့်လို့ရပါတယ်我很喜欢သမီးအရန်ကြိုက်တယ်那就你好好吃那ဆိုတာဒါဆိုရင်你好好吃နင်ကောင်းကောင်းစားနော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်好的ဆိုတာကတရုတ်လူမျိုးဟုတ်ကဲ့ပါလို့ပြောတာပဲဖြစ်ပါတယ်ကိုထက်ကြီးတဲ့လူတွေကိုပြန်ပြောတဲ့အခါမှာ好的好的ဟုတ်ကဲ့ပါအဲ့လိုမျိုးလေးပြန်ပြောပါတယ်နော်ရွှဲဝမ်းစီဟော牛奶ရွှေကြောက်ပါ宝贝ရွှဲဝမ်းစီဆိုတာကစာလေ့လာပြီးရင်ရွှဲစီဆိုတာစာလေ့လာတယ်အဲ့ဒီကြားထဲမှာ1ထည့်လိုက်တဲ့အတွက်ကြောင့်မလို့ပြီးတာကိုဆိုလိုပါတယ်အဲ့တော့ရွှဲဝမ်းစီဆိုတော့လေ့လာပြီးရင်စာလေ့လာပြီးရင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဟော牛奶နွားနို့တောက်တယ်ရွှေကြောက်ပါဆိုတော့အိတ်တော့နော်ပေါပိတ်ဆိုတော့ခလေးအဲ့တော့ရွှဲဝမ်းစီဟော牛奶ရွှေကြောက်ပါပေါပိတ်လွယ်ပါတယ်နော်နားလည်မယ်လို့ထင်ပါတယ်နားမလည်သေးတဲ့အခါမှာလည်းထပ်ခါပြန်ကြည့်ပြီးတော့ပြန်နားထောင်ပေးပါနော်အဲ့ဒါဆိုရင်ပြန်ပြီးတော့လူနားလည်လာပါလိမ့်မယ်နေ့စဉ်နေ့တိုင်းနားထောင်ပေးတဲ့အတွက်ကြောင့်နားရည်ဝသွားပါလိမ့်မယ်ကြိုက်ရွှဲလျှောက်ဆိုတာကျောင်းမှာရွှဲလျှောက်ဆိုတာစာသင်ကျောင်းကိုပြောတာဖြစ်ပါတယ်ကြိုက်ဆိုတာကတော့မှာပေါ့နော်နေရာပြပုတ်ပါဥမာကြိုက်ကြားဆိုရင်အိမ်မှာအခုကကြိုက်ရွှဲလျှောက်ဆိုတော့ကျောင်းမှာ好好ရွှဲစီ好好ဆိုတာကောင်းကောင်းရွှဲစီဆိုတာလေးလာသင်ယူတာကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့好好ရွှဲစီဆိုတော့ကောင်းကောင်းလေးလာသင်ယူပါကျောင်းမှာစာကောင်းကောင်းလေးလာသင်ယူနော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်好的ဆိုတာကဟုတ်ကဲ့我走了ငါသွားတော့မယ်နော်我走了ငါသွားတော့မယ်နော်လို့ပြောတာဖြစ်ပါတယ်ရှန့်ကြိုက်ဆိုတာကအခုလိုအဓိပ္ပာယ်ရပါတယ်我们ငါတို့我们ဆိုတာငါတို့ချွိသွားတယ်နားလီဘယ်သွားမှာလဲအဲ့ဒီအတွက်ကြောင့်မို့လို့ရှန့်ကြိုက်我们ချွိနားလီဆိုတော့အခုငါတို့ဘယ်သွားကြမှာလဲ我们ဆိုတာငါတို့ချွိဆိုတော့သွားမှာရှမ်းချန်စူပါမားကတ်ရှမ်းချန်ဆိုတာစူပါမားကတ်ကိုပြောတာပါနော်我们去ရှမ်းချန်ဆိုတော့ငါတို့စူပါမားကတ်ကိုသွားမှာလို့အဓိပ္ပာယ်ရပါတယ်我喜欢ငါကြိုက်တယ်ချွိသွားရတာရှမ်းချန်စူပါမားကတ်သွားရတာကြိုက်တယ်အဲ့တော့我喜欢去ရှမ်းချန်ဆိုတဲ့အဓိပ္ပာယ်ကငါစူပါမားကတ်သွားရတာကြိုက်တယ်是吗ဆိုတာဟုတ်လား你开心吗
နင်ပြောလား孩子ခလေး什么你开心吗孩子ဟုတ်လားနင်ပြောလားခလေး我很开心妈妈သမီးအရန်ပျော်တယ်မေမေဒီနေရာမှာ很开心ဆိုတာကအရန်ပျော်တယ်လို့အဓိပ္ပာယ်ရပါတယ်နော်这个ဆိုတာဒါပေါ့နော်ဒီအရာကိုပြောတာဖြစ်ပါတယ်ဝါဝါဆိုတော့အယုတ်ကလေးပါ很可爱အရန်ချစ်စရာကောင်းတာပဲ可爱ဆိုတာချစ်စရာကောင်းတာကိုပြောတာပါဥပမာRS တွေဆိုလို့ရှိရင်ကိုကောင်မလေးချစ်စရာကောင်းတယ်ဆိုလို့ရှိရင်你很可爱ကောင်လေးကနေအဲ့လိုမျိုးပြောတာပေါ့နော်ကောင်မလေးကိုအဲ့တော့很可爱ဆိုတာကအရန်ကိုချစ်စရာကောင်းတယ်လို့အဓိပ္ပာယ်ရပါတယ်နော်这件衣服ဆိုတာဒီအင်ဂျီပါနော်很漂亮အရန်လှတာပဲဟန်ဆိုတာအရန်လို့အဓိပ္ပာယ်ရပါတယ်漂亮ကတော့လှတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နော်宝贝ခလေးရေ你会能တက်လား会ဆိုတာတက်လားလို့မေးတာနော်ရိုးယုံဆိုတော့ရေကူးတာကိုပြောတာပါအဲ့တော့你会游泳吗နင်ရေကူးတက်လား我不会ဆိုတာမလုပ်တတ်ဘူးလို့ပြောတာပေါ့နော်ရိုးယုံရေကူးတယ်အဲ့တော့我不会游泳ဆိုတော့ငါရေမကူးတတ်ဘူးအဲ့လိုဆိုလိုပါတယ်ရေမကူးတက်လို့လဲကလေးလေးကဘဲပေါ်လေးမှာနေနေတာပါဘဲကွင်းပေါ်လေးမှာပေါ့နော်တကယ်လို့ရေကူးတက်တယ်ဆိုရင်တော့我会游泳ကိုလောက်တက်တာကိုတက်တာဆိုရှင်会我会ကိုမတက်ဘူးဆိုလို့ရှင်我不会အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်နော်我们ငါတို့ရောက်ဆိုတာလုံမယ်လုံတော့မယ်回家အိမ်ပြန်မယ်လမမှားလား我们要回家了吗ဆိုတာငါတို့အိမ်ပြန်တော့မှာလားလို့အဓိပ္ပာယ်ရပါတယ်အခုနမားဆိုတာကကြတော့သူကလားဆိုတဲ့မေးခွန်းမေးတဲ့အဓိပ္ပာယ်ရပါတယ်နော်我们ငါတို့ရောက်တော့မယ်回家အိမ်ပြန်တာပေါ့နော်အဲ့တော့အားလုံးပေါင်းလိုက်တော့我们要回家ငါတို့အိမ်ပြန်တော့မယ်လို့အဓိပ္ပာယ်ရပါတယ်နော်ဟုတ်ကဲ့ပါအခုလိုမျိုးကျမ်းမာရေးဗဟုသုတဆိုင်ရာအလှပနဲ့ဟင်းချက်နည်းများဘာသာစကား language များသင်ကြားပေးနေတဲ့ဒီ page လေးကိုလည်း like and subscribe ပြုလုပ်ထားဖို့မမေ့ပါနဲ့เนาะ like and subscribe ပြုလုပ်ထားမှသာဒီ page လေးကတင်တဲ့ဒီ channel လေးကတင်တဲ့အရာတွေကိုလက်မလွတ်တမ်းကြည့်ရှုရမယ့်အခွင့်အရေးရှိမှာမို့လို့ပါเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်